ဇာဘီလွန်ဆိုရဲ့ Chelsea တင်ဖူဟန်တင်ရဲ့အိမ်ဝင်းမှာအနိုင်ရရှိမလားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jet Sport Channel လေးကကြိုဆိုလိုက်ပါတယ်မနေ့က Super Sunday ညမှာကျွန်တော်ခံမှန်းပေးခဲ့တဲ့ Premier League ပွဲစဉ်၃ပွဲထဲမှာဆိုလို့ရှိရင်တော့ Brighton နဲ့ Bournemouth တို့မှတ်ကန်ခဲ့ပြီးတော့ Liverpool တင်ကတော့လွဲချော်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့တနင်္လာနေ့ညမှာဆိုလို့ရှိရင်လည်း La Liga Serie A ပွဲစဉ်တွေအပြင်လန်ဒန်ဒါဘီပွဲစဉ်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီပွဲစဉ်တွေကိုပွဲကြိုခံမှန်းသုံးသက်ချက်လေးတွေပြုလုပ်ပေးမှာပဲဖြစ်ပါတယ်ဒီနေ့ဩဂတ်လ24ရက်တနင်္လာနေ့ညတနာရီခွဲမှာဆိုလို့ရှိရင်တော့ဇာဘီလွန်ဆိုကင်တွယ်နေတဲ့ Chelsea တင်ဟာလန်ဒန်ဒါဘီပွဲစဉ်ဖြစ်ဖူဟန်တင်ရဲ့အိမ်ဝင်းကိုတောက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲတင်ဟာဆိုလို့ရှိရင်စပိန်လာလီဂါမှာရီယယ်မက်ဒရစ်နီးပြဟောင်းနှစ်ယောက်ဖြစ်တဲ့ဇာဘီအလွန်ဆိုနဲ့အီရာအိုလာတို့ပြန်လည်ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဇာဘီအလွန်ဆိုရဲ့လက်ထက်မှာချက်စီတင်ဟာဆိုလို့ရှိရင်ဥရောပဝင်ခွင့်မရရှိခဲ့ပေမဲ့လည်းကစားသမားကောင်းတွေ6လောက်ထိကိုခေါ်ယူထားခဲ့တာပဲဖြစ်ပါတယ်။ဖူဟန်တင်ဟာဆိုလို့ရှိရင်တော့ဒီနှစ် transfer window မှာအပြောင်းလဲကြီးမားမားတွေတိတ်မပြုတ်လုပ်ခဲ့ပဲနဲ့သူတို့အသင်းရဲ့တိုက်စစ်မှုရာဦးချီမီနက်ဟာဆိုလို့ရှိရင်အသင်းဟောင်းဖြစ်တဲ့ဝူအသင်းကိုပြန်လည်ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့အာရှဘူဂီပေါက်ကျင်းနေတာကိုကြည့်မယ်ဆိုလို့ရှိရင်အရှင်ဖူဟန်အသင်းကိုအဝေးကွင်းကလာကစားတဲ့ Chelsea အသင်းဟာဘော်ဒီပေါက်ကျင်းတစ်လုံးရှု90သားကြေးပေးထားပြီးတော့ဂိုးပေါင်းစိတ်က3လုံးရှု30သားဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီကတော့ Chelsea အသင်းဟာဖူဟန်အသင်းရဲ့အိမ်ဝင်းမှာ 2-1 နဲ့ရှုံးနေခဲ့တာဖြစ်ပြီးတော့အိမ်ဝင်းမှာတော့ 2-1 နဲ့ပြန်လည်နိုင်ရရှိထားတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ပေါက်ကျင်းနေတာကိုကြည့်မယ်ဆိုလို့ရှိရင် Chelsea အသင်းရဲ့ဘော်ဒီပေါက်ကျင်းဟာအနေငယ်တော့ပျော့ပြောင်းနေပေမဲ့လည်းလူစင်းအင်အားမှာဆိုလို့ရှိရင်တော့ဖူဟန်အသင်းတက်ပြတ်သက်သားလွန်တာပဲဖြစ်ပါတယ်။ဥရောပပွဲစဉ်တွေမကစားရဘဲနဲ့ပရီးမီးယားလိကိုသာအားစိုက်ကန်ရမယ် Chelsea အသင်းဟာဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာရလက်ကောင်းရရှိအောင်ကစားလာအောင်မှာပဲဖြစ်ပါတယ်။ကစားသမားကောင်းတွေမြောက်များစွာထပ်ပြေထားခဲ့တဲ့ Chelsea အသင်းဟာပရီးမီးယားလိကိုသာအားစိုက်ကစားလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ကိုမဖြစ်မနေအနိုင်ကစားလာမှာပဲဖြစ်ပါတယ်။ Chelsea အသင်းတို့3-1ဆိုတဲ့ရလဒ်မျိုးလောက်နဲ့အနိုင်ရရှိသွားမယ်လို့ခန့်မှန်းပေးခြင်းပြီးတော့ Chelsea ပေါ်ဒီနဲ့9ဘော်ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့တနင်္လာနေ့ည7:00နာရီမှာဆိုလို့ရှိရင်တော့အီတလီစီးရီးပွဲစဉ်ဖြစ်ဘောလောနာအသင်းဟာအိမ်ဝင်းမှာလာဇီယိုအသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။လာဇီယိုအသင်းဟာဆိုလို့ရှိရင်သူတို့ရဲ့နီးပြဟောင်းဖြစ်တဲ့စာရီကိုလမ်းခွဲခဲ့ပြီးတော့အခုဂတ်တူဆိုကိုနီးပြသစ်ဖြစ်ခန့်အပ်ထားခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်ဘိုလောနာအသင်းဟာလာဇီယိုအသင်းကိုဘော်ဒီပေါက်ကြီး level 40ရှုံးကြေးပေးထားပြီးတော့ဂိုးပေါင်းစိတ်ကနှလုံးရှု40ရှုံးဆိုကြေးပွင့်ထားတာပဲဖြစ်ပါတယ်ဘိုလောနာအသင်းဟာဆိုလို့ရှိရင်အိမ်ဝင်းဆန်းဆောင်ရေးကောင်းမွန်တာမှန်ပေမဲ့လည်းလာဇီယိုအသင်းနဲ့ထိပ်တိုက်တွေ့ဆုံမှုတွေမှာဆိုလို့ရှိရင်တော့အမြဲလိုနောက်ကောက်ကြတာပဲဖြစ်ပါတယ်လာဇီယိုအသင်းဟာဆိုလို့ရှိရင်အဝေးကွင်းဖြစ်ပေမဲ့လည်းဒီပွဲစဉ်မှာတေးတမတ်ရယူမယ်လို့ခန့်မှန်းပေးခြင်းပြီးတော့လာဇီယိုဘော်ဒီနဲ့9အောက်ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့တနင်္လာနေ့ညတနာရီမှာဆိုလို့ရှိရင်တော့အီတလီစီးရီးပွဲစဉ်ဖြစ်ရိုမာအသင်းဟာအင်္ဂလန်မှာဖီယိုရင်တီးနားအသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်ရိုမာအသင်းဟာဖီယိုရင်တီးနားအသင်းကိုဘော်ဒီပေါက်ကြီးတစ်လုံးရှု30သာကြေးပေးထားပြီးတော့ဂိုးပေါင်းစိတ်ကနှစ်ပြတ်ဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်အတလန်တာအသင်းကိုယူရိုပါလီဖလားရရှိအောင်ဆွမ်းဆောင်ပေးခဲ့တဲ့နီးပြဂက်စပါရီနီဟာဆိုလို့ရှိရင်တော့ရိုမာအသင်းကိုစပြောင်းခဲ့တဲ့ရာသီမှာတင်ချန်ပီယံလိဝင်ခွင့်ရရှိအောင်ဆွမ်းဆောင်ပေးထားတာပဲဖြစ်ပါတယ်ဖီယိုရင်တီးနားအသင်းဟာဆိုလို့ရှိရင်အိမ်ဝင်းဆန်းဆောင်ရေးကောင်းမွန်တာမှန်ပေမဲ့လည်းရိုမာအသင်းရဲ့အိမ်ဝင်းမှာတော့ခက်ခဲမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ဘော်ဒီပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအင်ရှင်ရိုမာအသင်းရဲ့ဘော်ဒီကြီးဟာအနေငယ်ပြင်းရှနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာရိုမာဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့တနင်္လာနေ့ည12:00နာရီမှာဆိုလို့ရှိရင်တော့စပိန်လာလီဂါပွဲစဉ်ဖြစ်အိုဆာဆူနာအသင်းဟာအိမ်ဝင်းမှာလီဗန်တေးအသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့အင်ရှင်အိုဆာဆူနာအသင်းဟာလီဗန်တေးအသင်းကိုဘော်ဒီပေါက်ကြီးတစ်လုံးရှုရင်80စားကြေးပေးထားပြီးတော့ဂိုးပေါင်းစိတ်ကနှလုံးရှု40ရှုံးဆိုကြေးပွင့်ထားတာပဲဖြစ်ပါတယ်လီဗန်တေးအသင်းဟာဆိုလို့ရှိရင်စပိန်လာလီဂါအဖွင့်ပွဲစဉ်မှာလည်းအက်စပန်ညိုအသင်းကို3-0ဆိုတဲ့ဂိုးပြတ်ရလက်နဲ့ရှုံးနိမ့်ထားတာပဲဖြစ်ပါတယ်အိမ်ဝင်းခြေစံကောင်းမွန်ပေမဲ့အဝေးကွင်းရောက်ရင်တော်တော်လေးကိုခန်းစစ်ညံပြင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိုဆာဆူနာအသင်းရဲ့အိမ်ဝင်းမှာလီဗန်တေးအသင်းတို့တေးတမတ်ရရှိဖို့တောင်ခရင်အောင်မှာပဲဖြစ်ပါတယ်အင်ရှင်အိုဆာဆူနာအသင်းတို့2-0လောက်နဲ့အနိုင်ရရှိသွားမယ်လို့ခန့်မှန်းပေးခြင်းပြီးတော့အိုဆာဆူနာဘော်ဒီနဲ့9အောက်ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့တနင်္လာနေ့ည2:00နာရီမှာဆိုလို့ရှိရင်တော့စပိန်လာလီဂါပွဲစဉ်ဖြစ်မာလာဂါအသင်းဟာအိမ်ဝင်းမှာ
လာလီဂါကိုတန်းတက်လာတဲ့ဒီပိုတီပိုအသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်မာလာဂါအသင်းဟာဒီပိုတီပိုအသင်းကိုဘော်ဒီပေါက်ကြီး level 30ရှုံးချပေးထားပြီးတော့ဂိုးပေါင်းဈေးက2tỷဆိုဒီပွဲစဉ်ဟာဆိုလို့ရှိရင်ဂိုးပေါင်းဈေးအနေထားကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်နှစ်သင်းသလုံးဟာခန်းစစ်ကိုအားပြုလွန်တာဖြစ်တဲ့အတွက်ကြောင့်မလို့သွင်းကိုတွေမြင်တွေ့ရဖို့လို့ခဲရင်အောင်မှာပဲဖြစ်ပါတယ်။စီးစီးဆိုတဲ့ရလက်မျိုးနဲ့ပြီးဆုံးသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပိုတီပိုဘော်ဒီနဲ့ကိုအောက်ကိုပဲရွေးချက်ပေးပါတယ်။ဒါလေးကတော့ဒီနေ့ဩဂုတ်လ24ရက်တနင်္လာနေ့ညမှာကစားကြမယ်ပရီးမီးယားလိပွဲစဉ်အီတလီစီးရီးပွဲစဉ်စပိန်လာလီဂါပွဲစဉ်တွေကိုပွဲကြိုခံမှန်းသုံးသက်ချက်တို့လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ရွေးချက်သုံးသက်ပေးထားတဲ့ပွဲစဉ်လေးတွေကိုမိတ်ဆွေတို့နဲ့အကြိုက်တွင်ဆော့လို့ရပြီးကြိုက်မတွင်ဘက်ကန်လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရတဲ့ like and subscribe လေးလုပ်ပေးသွားကြဖို့လည်းအားလုံးကိုတောင်းဆိုပါတယ်ဆုံးဖြတ်ကြည့်ပေးတဲ့ညီကိုအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပေါင်းပြကြပါစေဗျာ